ရန်ကောင်းတယ်ဒီလိုမျိုးဆဆအကြမ်းနဲ့အရင်ငြင်းယူပါတယ်လို့ကျွန်တော်အဲ့လိုမျိုးပို့ချက်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအမြဲတမ်းကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုမင်္ဂလာပါတကောင်ကို$12နဲ့ဝေခဲ့တဲ့ညက်တန်စင်ရလုံနေဆိုပြီးတော့ပြီးခဲ့တဲ့တလားလောက်မှာ post ကိုတင်ထားပါတယ်အဲ့ဒီ post ကမထင်မှတ်ထားလောက်အောင်ပဲတလားအတွင်းမှာ1 million view ထိရရှိပါတယ်ကျွန်တော်ရဲ့ဘဝမှာပထမဆုံး1 million view ရရှိခဲ့တဲ့ post လေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုအမြဲတမ်းကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုကြည့်ယူတင်ပါတယ်ဒီကနေ့ပြောချင်ပါတယ်အဲ့ဒီပို့စီအောက်မှာအကူရေးအဲ့ဒီငက်ကစလောက်ကောင်းလားအရတာဘယ်လိုရှိလဲစက်တပြအမျိုးမျိုးအမြင်ပေးကြတယ်ပေါ့နော်အဲ့ဒီငက်ကိုဒီနေ့ကျွန်တော်ကိုတန်ချင်းလူမျိုးတွေရဲ့ချစ်ပြုတ်နေပုံစံနဲ့ချက်ပြီးတော့စတော့ပေးတော့မှာဖြစ်ပါတယ်ချင်းလူမျိုးတွေရဲ့ချစ်ပုံချင်းနဲ့ကိုတန်နဲ့ချက်စားချင်းသူရှိရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးတော့ကိုလည်းချစ်စားလို့ရပါတယ်လို့စလောက်ကောင်းမကောင်းကိုလည်းဒီ comment မှာဝေဖန်တော့တက်ပေးကြပါလို့ဒီကနေ့ပြောချင်ပါတယ်ညက်ကတော့ဒီ zip ပေါ့နော်ဒီအင်္ဂလိပ်လို fashion လို့ခေါ်ပါတယ်တန်စင်လို့ပြီးသားဖြစ်တယ်တန်စင်ပြီးသားဒီဟိုထဲမှာထည့်ပါမယ်ပြီးရင်ရေကိုထည့်မယ်ပေါ့နော်ဘာမှတော့မထည့်ရသေးဘူးဖုန်းကိုတိကျပုံထားပါမယ်မင်းကတော့ဒီ medium ပေါ့ medium မှာထားပါတယ်လိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်ဒီမှာပြင်ဆင်ထားပါမယ်စပလင်းကိုထည့်မယ်ဒီစုထဲမှာပါဝင်မဲ့ပစ္စည်းတွေကတော့ဒီပါဒီဟာတွေကပါဝင်မဲ့ပစ္စည်းတွေဖြစ်ပါတယ်ဒီဟာကိုတိကျလေးဆေးကြောပြီးတော့တန့်စင်ပါမယ်ဒီမှာတန့်စင်ပြီးသားပပစုခါနေပြီဒီဟာကိုစောင်းရင်းနဲ့လှုပ်ရှားတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့နိုင်ကြီးပေါ့နော်ဒီဟာကိုလှော်မယ်လှော်ပြီးရင်ထောင်းမယ်ချင်းလူမျိုးတွေရဲ့အသေးဆွေးပေါ့နော်ဒီဟာမပါမဖြစ်ပေါ့ချင်းလူမျိုးတွေရဲ့အစားအစာတွေမှာအသားချက်ပြီးဆိုရင်တော့ဒီဟာမပါမဖြစ်အမြဲတမ်းပါရမယ်ဒီဟာပါမစားလို့ကောင်းတာနှမ်းကြီးလို့ခေါ်တယ်အင်္ဂလိပ်လိုတော့ဖယ်ရီလာလို့ခေါ်တယ်ထင်တယ်ဖယ်ရီလာလို့ခေါ်တင်တယ်ဒီအရွက်ကဆူရှီရက်စတိုရန့်တို့မှာလည်းသူတို့တုံးထားပါတယ်ဖယ်ရီလာဟုတ်တယ်နော်လှော်မယ်ဒီမှာဒီကိုပူလာပြီဆိုတာနဲ့မလို့ရင်တူသွားမှာနော်အမြဲတမ်းလှော်ပေးရတယ်ပြီးရင်ဆန့်ကြည့်ရမှာပေါ့နော်မရသေးဘူးမွေးလာမှမွေးတဲ့အချိန်ထိဆောင်းရမယ်မရသေးဘူးမွေးမှဆက်လို့ကောင်းတာဒီဟာကိုဒီအသားထဲမှာထည့်ဖို့ဖြစ်တယ်မပါမဖြစ်အမြဲတမ်းပါရမှာတူးသွင်းလည်းမကောင်းတူးရင်ခါတော့မှဆက်လို့မကောင်းတော့အဲ့ဒါမင်းအပူပေါ်မှာမူတည်ပြီးတော့စမ်းကြည့်ပေါ့နော်အခုဆိုတော့3မိနစ်နဲ့ခွဲအစွန်ရပြီဒီအိုထဲမှာကြာမထားရအောင်ချက်ချင်းထုတ်မရတာဒါမှမဟုတ်တူသွားမှာ6အောင်လုပ်ပြီးတော့6ပြီးတော့ရင်ထောင်းမယ်ဒီလိုမျိုးနှိုင်းကိုဝေချင်ဆိုလို့ရှိရင် A6 ဆာမဝေလို့ရရနော် China ထောင်းမှာဝေလို့ရပါတယ်တချို့ချင်းလူမျိုးတွေဒီအမေရိကမှာရောင်းကြတယ်ပေါ့နော်အဲ့လောက်ဆိုရင်ရပြီအများကြီးကြာထောင်းစားမလို့ထောင်းလာများတော့ရင်အစီထွေးလိမ့်မယ်
အရင်မွေးတယ်ပွက်ဆူလာပြီဆိုတော့ဒီဗီဒီယိုထည့်မယ်ဒီဟာဆက်ဆန်လို့ခေါ်တယ်ဒီဟာတစွန်းလောက်ထည့်မယ်ပေါ့နော်နှစ်စွန်းပြီးရင်ဂျင်းထည့်မယ်ပြီးရင်ချစ်တင်ပြထည့်မယ်ပြီးတော့ကျန်သေးတယ်ဒီဟာတော့ရှမ်းနဲ့ပြင်ဖြစ်တယ်ဒီဟာကိုထည့်ပါမယ်ဒီအဆင့်ရောက်ပါပြီမနူဒီစလို့ရပြီပြီးရင်ဒီအကောင်လိုက်နဲ့ထုတ်မယ်ဆိုတော့အဆင့်တင်ပြပါပြီစလို့ရပါပြီကျွန်တော်ချင်းလူမျိုးတွေကအဲ့လိုပဲအကောင်လိုက်နဲ့ပဲပြုတ်တက်တယ်ခုနကကိုဒီလိုခွေးမယ်ခွေးပုံခွေးနေရှိတယ်ဒီမှာကြည့်ဒီကနေ့တော့အရင်ခွေးရတယ်အရင်ပူသေးတယ်โอเคအဲ့လိုခွေးရတယ်ဒီအရေးရှိဒူခရစ်စာပြင်ဒီကနေပြင်ချိုးမွေးလိုက်တာစားချင်းရှာပဲပြီးတော့ဒီဖက်အဲ့လိုပြင်ခွေးရတယ်ဒီဟာတီအဲ့လိုခွေးရတယ်ပြီးတော့ဒီဟာလေအရင်အရေးကြီးအပိုင်းပေါ့နော်ကျွန်တော်တို့ချင်းပြည်နယ်မှာဘူဘွားတွေတွားမရှိတော့တဲ့သူတွေကိုဒီဟာကိုပေးရတယ်ဒီဟာအရင်နှုတ်တယ်နှုတ်လေးအရင်စားလို့ကောင်းတယ်ဒီဟာတကြီးရွေကိုပေးရတဲ့အသားဒီဟာပြင်စားထည့်မယ်ဒီမှာအဲ့လိုစားဖြုံးမယ်ထောင်ထားတဲ့နန်းကြီးဒီမှာနန်းကြီးအဲ့လိုဒီချလေးဖြူမယ်မွေးမယ်ပေါ့နော်အဲ့လိုမျိုးရွှေမယ်အရာပဲရွှေမယ်လို့ဆိုတော့စာဖို့အတင်းဖြစ်ပါပြီရခုနသူရဟင်းကြီးပေါ့နော်ဟင်းကြီးထည့်မယ်ရပင်စင်ရွက်ထည့်မယ်ချေခုဆိုရင်တော့စာဖို့အတင်းဖြစ်ပါပြီဒီမှာငရုတ်ထောင်းဟင်းကြီးစာနင်းရထည့်မယ်လေးနဲ့စားမှရတာရှိတယ်ဟင်းကိုရင်တောက်ပါမယ်ရန်ကောင်းပါလေဆွေးတော့မယ်နော်
不是呢。羊肉丁，哎，哎呀不呀，你要个生意做。也行了，让它拖脏哦。你看那一样，老松，还要听。鱼来说了，啊？还不知道了。这驴一样，我这样，它不同的一样。跟着通不清，通吃，跟着通拿。一样的么啥？一人一颗。broccoli ကိုမြများစားပေးရတယ်错错这是弄出来要是你种到你的话，明天送你家，我得买呀，我再买的可以。碰碰这个，给它冲一下。嘿，这不干了工作呗？我都不干。
ပေးရဟုတ်ကဲ့ဆို 你把那，别搞了。 အမဘာလို့ပါကပောပါ放那放的， ရန်ကောင်းတယ်လူထောင်းရလား 你也不知道后面。 ဒီလိုမျိုးဆဆအကြမ်းနဲ့အရန်ညီညွတ်ပါတယ်လို့ကျွန်တော်အဲ့လိုမျိုးပိုကြိုက်တယ်အဲ့လိုပါတော့ဟုတ်တော့ကောင်းကြတော့အဲ့ဆိုဘုံမပြောက်ခါနေလို့အောင်ဆို 快点比一下那个。 ထွန်းအောင်ခေါ်တော့ကဘာနဲ့ဆောထားတော့ဟာအပတဲ့ချက်မှာနေမအရှင်တောင်းဟာကျန်မှာဘာလို့လဲ 俺那边了嘛。 ခုစတော့စာပြီးတော့ဘက်ကလည်းအရန်တင်းနေပြီဆိုတော့ဒီညအေးအေးဆေးအိတ်လိုက်တော့မယ်နောက်မှပြန်တွေ့မယ်ဘိုင်ဘိုင်